ရားတစ်ချင်းတော့ဟုတ်တယ်ဒါပေမဲ့ဘုရားကိုချီးမွမ်းတဲ့တက်ပြီးတော့မဟုတ်ဘူးเนาะလူငယ်နဲ့ဆန်တယ်ဒီ UK ကိုလာမယ်ဆိုတော့စဉ်းစားကြည့်ရအော်တချင်းဆိုမယ်လို့ဒါပေမဲ့ဘာတချင်းဆိုရမလဲဆိုတော့စဉ်းစားရင်တချင်းတစ်ပုတ်ရတယ်ပေါ့နော်တချင်းကောင်းစီကချမ်းသာနေလို့ရေးထားတယ်ဘာကိုပြောချင်တာလဲဆိုတော့လူငယ်တွေဆိုတော့လေစားတော့များကြအောင်ပေါ့နော်အပြည့်မရှိပါဘူးလို့ဒါပေမဲ့ကိုကဒီတော့အချစ်များနေရင်တော့ကိုအပြစ်ကနေပြေးပေးတဲ့ဖယားကိုလေတစ်ဖက်သက်ချစ်နေတဲ့ဖယားကိုလေချမ်းသာနဲ့ချစ်ဖို့ချမ်းသာနဲ့ဆိုပြီးတော့ချင်းကောင်းတင်ပေးထားပါတယ်ဒါကျိုးနေနေရှေ့ဆွေးပြေThank you.